တင်ဆက်ပေးမယ့်သတင်းကတော့ကိုရီးယားခွင့်ပြန်လုပ်သားများထွက်ခွာခွင့်စီးရင်ပါမှာပြန်လည်ထွက်ခွာရမယ့်သတင်းပဲဖြစ်ပါတယ်။ကိုရီးယားနိုင်ငံကိုအလုပ်သွားလုပ်ပြီးတော့ခွင့်နဲ့ပြန်လာတဲ့မြန်မာအလုပ်သမားတွေအနေနဲ့ပြန်လည်ထွက်ခွာခွင့်ကိုအလုပ်သမားဝန်ကြီးဌာနကြီးညာပေးမယ်ထွက်ခွာခွင့်အမည်စီးရင်ပါဝင်မှာသာကိုရီးယားကိုပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့သိရပါတယ်။ကိုရီးယားနိုင်ငံကနေမြန်မာပြည်ကိုခွင့်နဲ့ပြန်အောင်လာပါကအစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီထံကိုမပြတ်မကွာသတင်းပေးပို့ရမှာဖြစ်ပြီးပြန်လည်ထွက်ခွာရမယ့်နေ့ရက်ကိုတော့စစ်မဂနေရှင်ရဲ့ Telegram Channel ကနေကြေညာပေးမှာဖြစ်ကြောင်းကြေညာမှုမှာနမိတ်ပါမှသာပြန်လည်ထွက်ခွာခွင့်ရမှာဖြစ်တယ်လို့သိရပါတယ်။ကိုရီးယားကိုမြန်မာလူသားစီလုံမှုကအစိုးရပြည်ပလောက်ကိုင်ကနေစစ်စင်ဆောင်ရွက်နေရဖြစ်ပြီးတားလောက်ကိုင်ကြတဲ့မြို့သားများစုကအသက်18ကနေ35နှစ်ကြားအရွယ်တွေများတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်ပမြန်မာလူသားတွေအနေနဲ့အသက်ကသက်ရှက်ကြုံဝင်သူတွေမှာအလုံးမခွင့်ရရှိပေမဲ့လည်းမြန်မာပြည်ကိုအလဲပြန်လာဖို့အတွက်ပြန်လာနိုင်ခြင်းမရှိဘဲနဲ့ဖြစ်နေကြရတယ်လို့သိရပါတယ်။ဝန်ကြီးဌာနကတော့အသက်18နှစ်ကနေ35နှစ်အတွင်းအသက်ကသက်ရှက်ကြုံဝင်တဲ့မြို့သားတွေကိုပြည်ပထွက်ကအလုံးလုံးခွင့်ကတ်တက်လိုက်တာတောင်ပြည်ပလောက်ကိုင်အေဂျင်စီတွေကိုတရားဝင်ပြီးကြောင်းကြားထားတယ်လို့လည်းသိရပါတယ်။ဒီသတင်းကိုတော့မြို့သူကပေးပို့လာပါ